တဲ့ဟေးငယ်ချင်းမင်းမတွေ့ရကြပြီနေကောင်းလားမတွေ့ရကြပြီငယ်ချင်းကောင်းတယ်အခုမင်းရောဘာလုပ်နေလဲဟာတဲ့ရငါဂျပန်ကိုအလုံးနဲ့သွားချင်တော့ကွာငါအင်တာလိုက်ဗီယူနေတာ agency လည်းစုံနေပြီအခုမှတော့အဆင်မပြေပါဘူးကွာတော့တဲ့မင်းဟိုဂျပန်အင်တာဗျူးအောင်သွားပြီဂျပန်သွားရနေနေပြီတော့ဟုတ်တယ်ငါအခု COE ဆောင်နေတာအင်တာဗျူးအောင်သွားပြီဟုတ်လားဟာမင်းကောင်းလိုက်တာကွာတဲ့မင်းဘယ် agency နဲ့သွားလဲဟာမင်းအနေကလက်တူနေကွာမင်းကလည်းတဲချင်းချင်းဟာဂျပန်လေးပါလာတာတင်တဲ့ကြောင့်မှအင်တာဗျူးအောင်သွားတာဟုတ်လားဟာအင်တာဗျူးကအဲ့ဂျပန် agency တော်တော်ကောင်းလားဟာ agency ကောင်းတဲ့ကြောင်းတော့ပြောမယ်ဟုတ်လားအေးတဲ့ရမင်းအဲ့ဒါဆိုမင်းအင်တာဗျူးအောင်သွားတဲ့အဲ့ agency ကြောင်းလေးငါ့ကိုရှင်းပြပါလားကွာတဲ့ရကွာငါလက်ဖေးတိုက်ပါမယ်တဲ့ရနော်ဟုတ်တယ်နော်အာမင်းအေးလက်ဖေးတိုက်အေးအေးတဲ့ရမင်းအခုမင်းအင်တာဗျူးအောင်သွားတဲ့ agency ကြောင်းလေးငါ့ကိုတခြားရှင်းပြပါလားတဲ့ရငါအင်တာဗျူးအောင်သွားတာကွာဂျပန်လင်းပါတနာတင်တဲ့ကြောင်းမှာငါ့တင်တဲ့ကြောင်းမှာဂျပန်စာကို M5 M4 ကနေစတက်ခဲ့တယ်ပြီးတော့ငါ M3 စက်တက်တုံးမှာပဲအလုပ်ခေါ်စာတွေရှိတော့ဝင် join လိုက်တာအင်တာဗျူးအောင်သွားအောင်ဟာဟုတ်လားပြီးတော့ကွာဒီတင်တဲ့ကြောင်းမှာကမင်းတုဒ္ဒကိုပိုင် agency ပါရှိတဲ့အတွက်ကြောင့်တင်တဲ့ကြောင်းအပြင် agency ကိုလည်းဘယ်မှလိုက်ရှာစရာမလိုဘူး one stop service တစ်ခါတည်းရနိုင်တဲ့နေရာပေါ့ဟုတ်လားဟာအဲ့ဆိုမင်းငါအဲ့တင်တဲ့မှာသွား join လိုက်ရင်ကွာငါအဲ့လို save file နေပါညာလိုက်တင်နေရအခြား agency ကိုလိုက်တင်ရမလိုတော့ဘူးပေါ့ကွာဟုတ်တယ်ဟုတ်တယ်ဒါလည်းမကောက်သေးဘူးကွာမင်းကထပ်ပြောပြအောင်မယ်ဒီ JNP မှာအလုပ် interview အောင်သွားတာနဲ့ပထမဆုံးတက်ခဲ့တဲ့အတန်းတစ်ခုရဲ့သင်တန်းကြီးကလည်းပြန်ရအောင်ပါဒါအပြင်ဂျပန်နိုင်ငံလုပ်ငန်းဝင်တဲ့အခါမှာလည်းအသုံးစရိတ်ကိုပထမတစ်လရန်2000တောင်ပေးအောင်ပါရန်2000ဟာငါတို့သင်တန်းမှာဆိုရင်ကွာမင်းဘယ်အတန်းပဲတက်ပထမဆုံးအနံတူ9ဦးထဲမှာပါတယ်ဆိုရင်မင်း 10% discount ရမှာပြီးတော့မင်းတငယ်ချင်းကိုပါခေါ်လာပြီးထပ်အပ်မယ်ဆိုရင်နောက်ထပ် 5% discount တော့ထပ်ရအောင်ပါအေးလို့ပြီးတော့ကွာမင်းကန့်ဝင်ပြီးတော့တက်ချင်သေးလား6လပြည့်နဲ့ဖွင့်တဲ့ကန့်အတန်းတွေလည်းရှိတယ်မင်းသေးသေးသိကျင်တယ်ဆိုရင်တော့ဂျပန်လင်းပါလာနာ Facebook page မှာလာဝင်ကြည့်လိုက်တော့ဒီ page ကွာအသစ်ဖွင့်မဲ့အတန်းတွေရောအလုပ်ခေါ်စာတွေရောအကုန်အဲ့မှာမင်းဝင်ကြည့်လို့ရတယ်ဖုန်းနံပါတ်ကဒီဖုန်းနံပါတ်လေးကိုဆက်သွယ်လို့ရတယ်88225858ဟုတ်လားတကယ်ချင်းမင်းကအခုလိုရှင်းပြတာငါမျိုးရန်ကျေးဇူးတင်ပါတယ်တကယ်ချင်း